စားရောက်လာကြတော့ every တန်တဲ့အတိုင်းလူကြီးများတဲ့ဆရာဆရာမများအားလုံးကိုကျမတို့ဟုတ်ဘူးအဖက်ကနေမင်္ဂလာပါလို့ကဝရပြုလို့ဆက်တာပါတယ်ကျမတို့အခုရှေ့ဥစွာထားတခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျမတို့အခုရှင်ပြသွားမှာကတော့ယုံကြည်ခြင်းနဲ့ဉာဏ်ပညာစည်ရဲခြင်းနဲ့ချမ်းသာခြင်းစုံစမ်းခြင်းနဲ့တွေးဆောင်ခြင်းဆိုတဲ့ကောင်းစဉ်ကနေကျမတို့ရှင်ပြသွားမှာဖြစ်ပါတယ်အားလုံးခွန်အားယူနာဆင်ကြပါရှင်ရှင်ရကိုဩဝါဒစာခန်းကြီး1ခန်းငယ်ရင်းမှဆက်ဖို့ငါဉာဏ်ကိုတို့တင်လို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်ဒီခံခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အကျူးကျူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတစ်သက်ဖြစ်သည်ဟုမှတ်ကြလော့တင်တို့သည်အလင်းမချုပ်တတ်ပဲစိတ်ဆက်ဆုံးလေးမြတ်ကြောင်းဒီခံခြင်းစိတ်သည်အဖို့အစဉ်ပြုပြင်ပါစေတင်တို့သည်စုံလျောက်သောသူသည်ပညာကိုလိုလင်ကိရဲ့ပြည့်တင်ခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပိဋကတော်မူသောဘုရားသခင်ကိုတောင်းစေတောင်းလေရလိမ့်မည်တို့ရာတွင်တွေးတော်ခြင်းမရှိပဲယုံကြည်သောစိတ်နှင့်တောင်းရမည်တွေးတော်ခြင်းရှိသောသူတွေကလေခံ၍လှုပ်ရှားတတ်သောလိုင်းတပုံနှင့်သူ၏ထို့သောသူသည်စိတ်နှခွရှိသောသူပြုလေသမျှတိုင်းအတိကြည်သောသူဖြစ်၍သာရဘုရား၏လက်တော်မှာသုံးတစ်ခုကိုညမြတ်မှုမချေရတ်စေနှင့်အောက်ရှုံးလေးချသောညီကိုသည်မိမိချင်းမြောက်ခြင်းအရာ၌ဝါကြောင်းဝမ်းမြောက်စေမွေရတတ်သောညီကိုသည်မိမိလိမ့်ချစီရင်ခြင်းအရာ၌ဝါကြောင်းဝမ်းမြောက်စေအကြောင်းမူကားသူသည်မျက်ပွေကဲ့သို့ဖောက်ပြခြင်းသဘောရှိ၏နေသည်ဘုရောအချိန်နှင့်ထွက်သောအခါမျက်မြင်သည်တွေးချခြင်းတို့ရ၍အမေလေးကျွေတတ်၏ပြည့်တယ်သောအသွေးစင်လေးတက်ပြတ်တတ်၏သူနည်းသူမွေရတတ်သောသူသည်မိမိအဖော်ရသူ၌ညှိုးနှွမ်းတက်ပြတ်ခြင်းတို့ရောက်တတ်၏စုံစမ်းနှောက်ယှက်ခြင်းကိုဒီခံသောသူသည်မိဂလာရှိ၏အကြောင်းမူကားသူတို့ရဲ့ဆွဲခြင်းကိုပြပြီးမှတခင်ပြားကိုချစ်တော်သူတို့အားတတိထားတော်မူသောအတ္တတော်ကိုရလိမ့်မည်အပြည့်တွေးဆောင်ခြင်းကိုခံရတော်သူမိဒီကရာတခင်သည်ငါ့ကိုတွေးဆောင်တော်မူသည်ဟုမပြောစေနှင့်မကောင်းသောအရာသည်ဘုရားသခင်ကိုမတွေးဆောင်နိုင်ရာကိုတော်ဒီလေအဘယ်သူကိုမျှအပြည့်တို့တွေးဆောင်တော်မူမိမိတတ်မှတ်သောစိတ်ဆွေးငင်ပြားရောက်ခြင်းကိုခံရတော်သူမိဒီကအပြည့်တို့သခြင်းတို့ရောက်တတ်၏တမန်သောစိတ်သည်ပိဋကတိ၍ဒုစရိုက်ကိုပွားတတ်၏ဒုစရိုက်သည်လည်းဤသို့လျင်တေခြင်းကိုပွားတတ်၏ငါရှိသောမြတ်ကိုတို့အလိမ့်မလဲကြနှင့်ကောင်းမြတ်စေသောသူကျေးဇူးရှိသမျှတို့သည်အလေးတို့၏အဘထံတော်ကတရားဖြစ်ဖြစ်၍အထက်ရဲ့မှလာကြ၏ထိုအဘသည်ပြည့်စုံခြင်းမရှိတောင်းလျှောက်ခြင်း၏ပြုလို့တော်မူ၏အာမင်ကျမ်းစာတော်ရရှိတော်မူပါဘုရားရှိခိုးပါစေ